ဒီနေ့က research အကြောင်းပြောကြမှာပေါ့အဲ့တော့ research ဆိုတာဘာလဲပေါ့နော်အဲ့တော့ research ဆိုတာဘာလဲကနေစမယ်ဆိုရင် research ဆိုတာတခုခုကိုအသစ်ရှာဖွေရလားဒါမှမဟုတ်လို့ရှိရင်တခုခုကိုဒါမှန်လားမှားလားဆိုပြီးတော့ evaluate လုပ်တာလားဒါမှမဟုတ်လို့ရှိရင် analyze လုပ်တာလားဒါမှမဟုတ်ဒီဟာဟုတ်မှန်ကြောင်းဆိုပြီးတော့ပြတဲ့ identify လုပ်တာလားဒါမှမဟုတ်လို့ရှိရင် explore တခုခုကိုရှာဖွေရလားဒါမှမဟုတ်ရင်theory အရtheory ကိုပို့ပြီးတော့ကောင်းမွန်အောင်တက်တည်ပြရမျိုးအဲ့လိုမျိုးလောက်တာလားအဲ့တော့ research ဆိုတာပါလေအဲ့တော့ research ဆိုတာတော်တော်များထင်တာပေါ့နော်research ဆိုတာinformation တွေအကုန်လုံးစုလိုက်တယ်စုပြီးတော့ဒီဟာဒီ information ကြောင့်ဒါကြီးဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးဒီသူများတွေကဒီလိုပြောတာလို့ဒါကြီးဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးလည်းမဟုတ်ဘူးနောက်တစ်ခုကကြတော့အချက်အလက်တစ်ခုကနေပြီးတော့နောက်ထပ်အချက်အလက်တစ်ခုကိုပို့ဆောင်တာဥပမာဆိုလို့ရှိရင်တစ်ခုခုကနေပြီးတော့ရတဲ့အဖြေတစ်ခုရှိမယ်ပေါ့နော်အဲ့အဖြေတစ်ခုခုကိုဒီဘက်မှာဒီအဖြေကြောင့်မလို့ဒါကြီးဖြစ်ပါတယ်ဆိုပြီးတော့သူ့စီကိုတည်လာမျိုးလည်းမဟုတ်ဘူးနောက်တစ်ခုကကြတော့ဒီ information တွေကိုလည်းအဲ့အဖြေပြန်ထုတ်တာမျိုးမဟုတ်ဘူးresearch ဆိုတာပါလေ research ကိုသူက systematically စနစ်တကျ approach လုပ်မယ်ဆိုလို့ရှိရင် research မှာပါမလဲဆိုလို့ရှိရင်သူကအချက်လက်တွေကို data တွေကို collect လုပ်ရမယ်data တွေကို collect လုပ်ပြီးလို့ရှိရင် data တွေကိုဘာသာပြန်ရမယ်ဘာသာပြန်နေဆိုတဲ့နေရာမှာ data တွေကိုဒီ data ကိုဘယ်လိုပုံစံမျိုးဘာအတွက်ကြောင့်မလို့ဒီ data တွေကိုလိုအပ်တာလဲဒီ data တွေကိုဘယ်လိုမျိုးမှသုံးပါလဲဒီ data တွေကဘာအတွက်သုံးပါလဲအဲ့လိုမျိုးဒီ data တွေတော့ကောက်လိုက်ပြီဒါပေမဲ့အဲ့ data တွေမှာအဲ့ data ရဲ့အချက်လက်ကအတွက်လောက်တာလဲဘယ်လိုလောက်တာလဲအဲ့ဟာတွေကိုသိနေဘူးလို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခါကျတော့ data analysis data analysis ဆိုတဲ့ဟာကကြတော့အဲ့ခုနရလာတဲ့ data ရှိတယ်အဲ့ရလာတဲ့ data တွေကို analysis ပြန်လုပ်မယ်ခုနလိုမျိုးဘာအတွက်ကြောင့်ကောက်ထားတဲ့ data အဲ့ data ကိုဘယ်လိုပုံစံမျိုးနဲ့ analysis လုပ်မှာလဲအဲ့တော့အဲ့မှာဆိုလို့ရှိရင်ပုံစံမျိုးစုံ analyze လုပ်လို့ရတယ် graph တွေ chart တွေနဲ့လည်းလုပ်လို့ရတယ်ဒါမှမဟုတ်ရှင် excel sheet တွေနဲ့လည်းသူ့ကိုလုပ်လို့ရတယ်stimulation တွေ calculation တွေတွက်ပြီးတော့လည်းလုပ်လို့ရတယ်နောက်တစ်ခါကျတော့အဲ့ mapping တွေအမတို့ဆိုရင် urban ဆိုတော့မြေပုံတွေလုပ်တယ်ဆိုလို့ရှိရင် mapping တွေနဲ့လည်း analysis လုပ်လို့ရတယ်data တွေကိုပုံစံမျိုးစုံနဲ့ analysis လုပ်မယ်ပြီးရင်နောက်ဆုံးမှာရလာတဲ့အဖြေတွေအဲ့ဒီက analysis လုပ်လိုက်လို့တွေ့ရှိလာတဲ့ဟာတွေကိုပြန်ပြီးတော့ discussion လုပ်မယ်အဲ့ဒီဟာကို research လို့ခေါ်တာresearch ဆိုတာပထမခုနကတော့လိုမျိုးပြောရမယ်ဆိုလို့ရှိရင် research ဆိုတာဒီတိုင်း data တွေကိုစုလိုက်တာမျိုးအဲ့လိုမျိုးမဟုတ်ဘူး data တွေကိုစုတယ်ဆိုလို့ရှိရင်အမတို့က data collection ပဲရှိနေမယ်နောက်တစ်ခုကကြာတော့ data ကိုတစ်ခုကနေတစ်ခုကိုတည်ပြီးတော့ယူတာအဲ့လိုမျိုးဆိုလို့ရှိရင်လည်းတစ်ခုကနေတစ်ခုကိုတည်လာတဲ့ data တွေအဲ့ဟာကြီးဆိုတာလည်းဒီထဲမှာရှိတဲ့ stage တစ်ခုပဲဖြစ်မယ် data analysis ဆိုတဲ့ stage တစ်ခုပဲဖြစ်မယ်အဲ့တော့အဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်မလို့ research ဆိုတာကကြတော့ဒီတစ်ခုတည်းကိုပဲသူကလောက်တာမျိုးမဟုတ်ဘူးသူ့မှာဆိုရင်ပထမဆုံး data collect လုပ်ရမယ်ပြီးရင်အဲ့ data ကိုinterpret လုပ်ရမယ်အဲ့ data တွေကဘာအတွက်လဲဘယ်လိုမျိုးနေရာမှာသုံးပါလဲအဲ့ data တွေကဘယ်လိုမျိုးပုံစံမျိုးနဲ့ရှိနေရလဲအဲ့လိုမျိုး data တွေကို interpret လုပ်ရမယ်နောက်တစ်ခါကျတော့ data တွေကို analyze လုပ်ရမယ်ရလာတဲ့အချက်လက်တွေကို analyze လုပ်မယ် analyze လုပ်ပြီးတော့ထွက်လာတဲ့အဖြေကိုမှdiscuss ပြန်လုပ်ရမယ်အဲ့ဒါကိုမှ research လို့ခေါ်တာအဲ့တော့ဒီအချက်လက်တွေကို research အနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့ generate လုပ်မလဲပေါ့နော်research အနေနဲ့ generate လုပ်ဖို့ဆိုလို့ရှိရင်ပြဿနာရှိရမယ်အဲ့ပြဿနာသူကပြဿနာရှိရောမှအမတို့ကဒါကို research လုပ်မှာအောင်ပြဿနာရှိရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့သူ့ကိုအဲ့ပြဿနာဘာကိုဖြေရှင်းဖို့အတွက်လဲဘာကိုလုပ်ဖို့အတွက်လဲဆိုတော့ target ရှိရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကဒီ research ကိုဘယ်လိုလုပ်မှာလဲဆိုတော့plan ရှိရတယ်အဲ့ plan ကိုresearch မှာဆိုရင် methodology လို့ခေါ်တယ်အဲ့ methodology ပြီးသွားရဆိုလို့ရှိရင်အဲ့ထွက်လာတဲ့ခုန data တွေအဲ့အချက်လက်တွေကိုအဲ့ပြဿနာတွေကိုဖြေရှင်းမယ်ပြီးတော့အဲ့ analyze လုပ်မယ်အဲ့မှာ idea တွေထွက်လာမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့သူ့ discussion ပြန်လုပ်မယ်ပြီးတော့မှအဲ့ discussion လုပ်ပြီးတော့မှဒါအကြောင်းမလို့ဒါဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေလုပ်လို့ရှိရင် data collection ကိုအကြီးလုပ်ပြီးတော့မှအဲ့ခုနပြောတဲ့data တွေကို interpret လုပ်မယ် generate လုပ်မယ်ဆိုတဲ့ analysis လုပ်မယ်ဆိုတဲ့ဟာမျိုးတွေထပ်ပြီးတော့ထွက်လာအဲ့တော့ research proposal တခု research proposal တခုမလုပ်ခင်မှာကိုကအဲ့အပေါ်ကဒီ data တွေကို collect မလုပ်ခင်တကယ် research ကြီးမလုပ်ခင်မှာတည်းက
ကိုကဒါကဘာကြောင့်လုံးမှာလဲအဲ့ပြဿနာကဘာလဲအဲ့ကိုကဘယ်လိုမျိုး target သွားချင်တာလဲနောက်တစ်ခုကကိုကဒါကိုဒီ research ကိုဘယ်လိုမျိုးလုပ်မှာလဲအဲ့ဒီမှာပါမဲ့ပြဿနာတွေကဘယ်လိုမျိုးပုံစံမျိုးဖြစ်မှာလဲအဲ့မှာဆိုရင်ကိုကဘာတွေတွေ့ရှိလာမှာလဲအဲ့လိုမျိုးဟာမျိုးတွေကိုကိုကသိနေဖို့လိုအပ်တယ်အဲ့ဟာကိုမှ research proposal တခုကိုစရေးလို့ရပါအဲ့ဟာတွေမသိဘဲနဲ့ research proposal ကိုလုပ်လို့မရအောင်အဲ့ဒီကိုရောနားမလည်တာရှိလားမေးချင်တာရှိလားတကယ်လို့အဲ့အမရှင်းနေတော့မှမရဘူးဆိုလို့ရှိရင်လက်ထောင်လိုက်လို့ရတယ်နော်တခုခုဂျားထဲမှာမေးချင်တာရှိရင်လက်ထောင်လိုက်လို့ရတယ်ကျွန်တော်ဆက်ပြီးတော့ရှင်းရအောင်အဲ့မှာဆိုလို့ရှိရင်research မှာဆိုလို့ရှိရင်နှစ်ခုရှိရပေါ့နော်တစ်ခုကကြာ longitudinal research နဲ့နောက်တစ်ခုကကြာ cross sectional research ဆိုလို့ရှိရlongitudinal research ဆိုတာပါလဲlongitudinal အဲ့မှာအဲ့ဟာကိုနောက်ပိုင်းမှာအမတို့ဆက်ပြီးတော့ရှင်းပါမယ်ပြီးရင်နောက်တစ်ခုကကြာသူ့မှာobjective ဘာကြောင့်မလို့ရှာရတာလဲဘာကြောင့်မလို့ရှာရတာလဲဆိုတော့research ရဲ့objective တွေရှိရပေါ့နော်အဲ့တော့အဲ့မှာဆိုလို့ရှိရင် theoretical objective ဆိုတာ theory တစ်ခုကို object theory တစ်ခုကိုသက်သေပြဖို့အတွက်ကိုသူလုပ်တဲ့ဟာကို theoretical objective လို့ခေါ်တယ်ဥမာပြောမယ်ဆိုလို့ရှိရင်ဗာလဲဆိုတော့ကဘာကြီးကနေကိုလဲပတ်နေရဆိုတဲ့ဟာကိုသက်သေပြခြင်းတဲ့ဟာမျိုးဆိုရင်အဲ့ဒါ theoretical objective ဖြစ်သွားတယ်နောက်တစ်ခါ factual objective ဆိုတာကြတော့အချက်လက်တွေကိုသက်သေပြခြင်းတဲ့ဟာအချက်လက်တွေကိုရှာဖွေခြင်းတဲ့ဟာမျိုးမှာသူ့ကိုfactual objective လို့ခေါ်တယ်အဲ့တော့ဥမာပြောရမယ်ဆိုလို့ရှိရင်သူ့မှာဆိုလို့ရှိရင်ခုနလိုမျိုးကဘာကြီးကနေကိုလဲပတ်နေရလို့ပါတော့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်အဲ့မှာဆိုရင်ရုံးစင်းချိန်မှာကားချက်တယ်အဲ့ဟာမျိုး research လုပ်မယ်ရုံးစင်းချိန်မှာကားချက်တယ်အဲ့လိုမျိုးဆိုရင်သူကသူ့ရဲ့ဖြစ်တဲ့အကြောင်းပြချက်တစ်ခုကိုက research လုပ်တာအဲ့လိုမျိုးဟာမျိုး research လုပ်တာမျိုးပေါ့ပြီးရင်နောက်တစ်ခါကျ application objective ဆိုတာတစ်ခုခုကိုအသုံးချဖို့အတွက်ကိုလုပ်တဲ့ research ကိုပြောတာအဲ့တော့ research က3ခုရှိမယ်တစ်ခုကကျတော့ theory ကိုသက်သေပြတာ theory အတွက်ကိုရှာတာနောက်တစ်ခုကကျတော့အချက်လက်ကိုသက်သေပြတာကိုပြောချင်တဲ့အကြောင်းအရာကိုသက်သေပြချင်တာနောက်တစ်ခုကကျတော့တစ်ခုခု apply လုပ်ဖို့အတွက်ကိုရှာဖွေတာအဲ့တော့objective က3ခုပဲရှိတယ်ပေါ့နော်အဲ့မှာဆိုရင် system က2ခုရှိရ research လုပ်မယ်ဆိုရင်အဲ့ဟာက inductive reasoning နဲ့ deductive reasoning ဆိုပြီးတော့2ခုပဲရှိမယ်အဲ့တော့ research ကောင်းတဲ့တစ်ခုကိုရှာတဲ့အခါမှာကိုကပြဿနာကိုအရင်မြင်တယ်အဲ့ပြဿနာအတွက်ကိုကဖြေရှင်းမယ်ဆိုလို့ရှိရင်သူကအဲ့ပြဿနာစီကိုသွားတာပေါ့အဲ့ဒါပြဿနာကိုသိပြီးတော့မှသူကသွားတာဖြစ်တဲ့အတွက်ကြောင့်သူ့ကို bottom up လို့ခေါ်တယ်နောက်တစ်ခါ deductive reasoning ဆိုတာက top down approach အဲ့တော့ဥပမာပြောရမယ်ဆိုရင်ကဘာကြီးကပြားတယ်ကဘာကြီးကပြားရဲဆိုရဲကဘာကြီးကနေကိုလဲပတ်တာရက်သွားတယ်လို့ပါတော့အဲ့မှာဆိုရင်ကိုကအဖြေရှိတာပြီလားပထမတစ်ခုကလုံးဝအဖြေမရှိဘူးပထမတစ်ခုကကြတော့ရုံပိတ်ချိန်မှာကားချက်တယ်အဲ့ကားချက်တာကိုဘယ်လိုဖြေရှင်းမလဲအဲ့ဟာမျိုးဆိုရင်ကို့မှာပြဿနာရှိလာပြီအဲ့ပြဿနာကိုဖြေရှင်းတာက bottom up အခုကကြတော့ကဘာကြီးကလုံးတယ်ကဘာကြီးကပြားတယ်ဆိုတော့သူ့မှာသတ်မှတ်ထားတဲ့ theory တစ်ခုကရှိလာပြီဒါအဲ့ theory တစ်ခုကိုသက်သေပြမှာအဲ့တော့အဖြေရှိတာပြီးသားကိုအဲ့အဖြေအကြောင်းကိုသက်သေပြမယ်ဟာမျိုးကို deductive reasoning လို့ခေါ်တယ်အဲ့တော့များသောအားဖြင့်ဆိုလို့ရှိရင် inductive reasoning ကပုံမှန်ဖြစ်ပြီးတော့ဗောနော်ပုံမှန်လုပ်နေကြ research တွေဖြစ်တယ်ပြီးရင်သူကကြတော့တဖြည်းဖြည်းနဲ့သူ့မှာအဆုံးမရှိဘူးဘာလို့လဲဆိုတော့သူ့မှာအဖြေရပါလဲဆိုတာကိုလိုက်ရှာနေရဖြစ်တဲ့အတွက်ကြောင့်မလို့သူက open ended ဖြစ်တယ်ပို့ပြီးတော့ရှာဖွေရတယ် explore လုပ်ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့အဲ့အထူးသဖြင့်အစာပိုင်းမှာတွေကသူကကိုကဘယ် direction ကိုသွားချင်တာလဲဘာကိုရှာဖွေချင်တာလဲဆိုတော့အဲ့အသေးဖွဲလေးဆက်ပြီးတော့ရှာဖွေနေရတဲ့ဟာမျိုးပေါ့နော်အဲ့နောက်တစ်ခါကျ deductive reasoning ဆိုတဲ့အတွက်ကြောင့်မလို့သူကစတဲ့ကတဖြည်းဖြည်းနဲ့ကြုံပြီးတော့သွားရမှာကြုံပြီးတော့သွားဆိုတာစတဲ့ကဘာကြီးကပြားတယ်ဆိုတဲ့အကြောင်းသက်သေပြရမှာကဘာကြီးကပြားတယ်ဆိုတဲ့အကြောင်းသက်သေပြဖို့ဆိုရင်ကဘာကြီးပြားတယ်ဆိုတာကိုဖြစ်နိုင်ခြေရှိရဲ့theory တွေဖြစ်နိုင်ခြေရှိရဲ့အကြောင်းအရာတွေဖြစ်နိုင်ခြေရှိရဲ့အချက်လက်တွေကိုတဖြည်းဖြည်းနဲ့ယူလာပြီးတော့အဲ့ဒါကို testing လုပ်ရမယ်အဲ့ကိုယ့်ရဲ့ theory ရမှန်ကန်ကြောင်းကိုသက်သေပြရမယ်အဲ့တော့research ကနှစ်ခုပဲရှိမယ် inductive နဲ့ deductive နဲ့ဆိုလို့ရှိရယ်အဲ့တော့ research proposal ကိုစရည်တော့မယ်ပေါ့အဲ့ research proposal ကိုစရည်တော့မယ်ဆိုလို့ရှိရင်ပထမဆုံးကိုကbackground ဆိုတာဘာလို့ဒီ research ကိုလုပ်တာလဲ
ဒီ research ကိုဖြစ်စေလာတဲ့အကြောင်းရင်းရပါတယ်အဲ့ဟာကိုစမယ်နောက်တစ်ခုကပြဿနာအဲ့တော့ research တွေကို research လုပ်တယ်ဆိုတော့ကို့မှာပြဿနာမရှိဘဲနဲ့ research ကလုပ်လို့မရဘူးပြဿနာမရှိဘဲနဲ့ဆိုတာဘာလို့ဒီဟာကို research လုပ်မှာလဲဆိုတော့ဒီ research ကဘာကြောင့်မို့လို့research လုပ်ဖို့လိုတာလဲဆိုတဲ့ဟာမျိုးကိုကတက်တည်ပြဖို့အတွက်လုပ်တာပေါ့နော်ဒီအဖြေကိုရှာဖို့အတွက်လုပ်တာတက်တည်ပြဖို့အတွက်လုပ်တာအဲ့တော့သူ့မှာပြဿနာရှိတာပြီဒါပြဿနာမရှိရင်တရားကို research လို့ခေါ်လို့မရအောင်ဘာလို့လဲဆိုတော့သူ့မှာဘာကြောင့်မို့လို့တရားကိုလုပ်ရတယ်ဘာအဖြေကိုထွက်ချင်တယ်ဆိုတဲ့ဟာမျိုးကကို့မှာရှိတာပြီဒါပြီးရင်နောက်တစ်ခါ research question research question ကဘာကြောင့်မလို့ဒီ research ကိုလုပ်တာလဲဒီဟာမှာဘာတွေတွေ့ရှိမှာလဲဒီຢာတွေကဘာတွေလဲဆိုတဲ့ဟာမျိုးကိုဒီ research ကိုထောက်ပံ့ပေးဖို့အတွက်လမ်းကြောင်းဖြစ်တာနောက်တစ်ခါကျ literature ဆိုတာဒီ research ကိုလုပ်ဖို့အတွက်ကိုစာတွေဖတ်ရမယ်အဲ့ဒီဟာတွေကိုစာတွေကိုဘယ်လိုဖတ်မလဲပြီးလို့ရှိရင်နောက်တစ်ခုက methodology ဘယ်လိုမျိုးဟာမျိုးသုံးမှာလဲဘယ်လို plan လုပ်မှာလဲဒီ research ကိုဘယ်လိုမျိုးပုံစံမျိုးနဲ့တွားပြီးတော့လုပ်မှာလဲဆိုတဲ့ဟာရှိမယ်ပြီးနောက်တစ်ခုကကို့မှာပြဿနာရှာပြီဆိုတော့ပြဿနာရှိပြီဆိုတော့ရှာခြင်းတဲ့အဖြေဆိုတာရှိတယ်အဲ့တော့ expected outcome ဆိုတာရှာခြင်းတဲ့အဖြေပေါ့ဥပမာပြောမယ်ဆိုရင်ပြဿနာကရုံးပိတ်ရက်မှာရုံးစင်းချိန်မှာကားပိတ်တယ်ရုံးစင်းချိန်မှာကားချက်တယ်အဲ့ဒါဆိုရင်ကိုလိုချင်တဲ့အဖြေကရုံးစင်းချိန်မှာကားမချက်တဲ့ plan ဆိုရင်ဘယ်လိုမျိုးပုံစံမျိုးလုပ်လို့ရတယ်အဲ့လိုမျိုးဟာမျိုးကသူ့ရဲ့အဖြေဖြစ်လိမ့်မယ်အဲ့တော့အဖြေဆိုတာရုံးစင်းချိန်မှာလုံးဝကားမကြက်ဘူးလို့ရေးတာမျိုးမဟုတ်ဘူးကိုလိုချင်တဲ့အဖြေရုံးစင်းချိန်မှာကားမကြက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးကိုအဖြေရှာဖို့အတွက်ဒီဟာresearch ကိုရေးတာအဲ့လို expected outcome ကရုံးစင်းချိန်မှာလက်မပိတ်ဘူးအဲ့ဒါ expected outcome ပြဿနာရုံးစင်းချိန်မှာကားကြက်တယ်အဲ့လိုမျိုးအဲ့တော့ research တခုကိုအဲ့လိုမျိုးသူလုပ်ဖို့အတွက်ဆိုလို့ရှိရင် statement တခုစပြီးတော့ပြောရတယ်အဲ့ statement ကခုနကပြောတဲ့ဒီအချက်တွေအကုန်လုံးပါတယ်ပေါ့နော်သူ့မှာ background ရှိမယ်ဘာကြောင့်မလို့ဒီ research ကိုလုပ်တာလဲဘာကြောင့်မလို့ပြဿနာရှိရတယ်အဲ့ဒီဟာကိုအဲ့ပြဿနာရဲ့ဖြစ်စေတဲ့ question တွေကဘာဖြစ်မလဲliterature အဲ့ဒီဟာနဲ့ပတ်သက်တဲ့ထောက်ပံ့တဲ့စာထောက်ပံ့တွေကဘာဖြစ်မလဲဘယ်လိုရှိရင် methodology ဘယ်လိုပညာကိုသုံးပါလဲဘယ်လိုမျိုး plan ကိုသုံးပါလဲဘယ်လိုမျိုး research တွေကို collect လုပ်ပါလဲဘယ်လိုမျိုးဒီ research တွေကို analyze လုပ်ပါလဲဘယ်လိုရှိရင်တော့ဘာဖြေထွက်မှာလဲအဲ့ဟာကိုရေးတာပေါ့နော်အဲ့တော့အရင်ဆုံး research မှာ statement တစ်ခုရှိရတယ်အဲ့ statement မှာဆိုလို့ရှိရင်ကိုကဘာလုပ်မှာလဲ I will examine how national identity is reflected and defined by the idea of the size of the United States and Japan အဲ့မှာဆိုလို့ရှိရင်သူကဘာကိုရှာဖွေမှာလဲဆိုတော့ national identity ကအဲ့ဒီဂျပန်နဲ့ United States မှာရှိတဲ့ size တွေပေါ်မူတည်ပြီးတော့ဘယ်လောက်ထိ reflected ဖြစ်လဲဆိုတဲ့ဟာကိုရှာဖွေမယ်အဲ့မှာဆိုလို့ရှိရင်သူရှာဖွေမှာရှင်းတယ်သူကUnited States နဲ့ဂျပန်မှာရှိတဲ့ဟာကိုရှိတဲ့ဟာအဲ့ဒီမှာ national identity ကဘယ်လောက်ထိ national identity ဆိုတဲ့ object ကိုသူကရှာဖွေမှာအဲ့ဒီဟာဘာအကြောင်းအရာရှာဖွေမှာလဲဆိုတော့ဘယ်လောက်ထိ reflected ဖြစ်လဲအဲ့ဒီ size ပေါ်မူတည်ပြီးတော့ဘယ်လောက်ထိ reflected ဖြစ်လဲဆိုတဲ့ဟာကိုရှာဖွေမှာအဲ့တော့ဒုတိယအကြောင်းဖတ်ကြည့်ကြအောင်ဒုတိယအကြောင်းမှာဆိုရင် a word's meaning consists of its inherent definition and the interpretation implied by the context in which is used အဲ့မှာဆိုရင်ဒီစကားလုံးတွေကိုပမာသုံးတယ်ဆိုတဲ့ဟာမျိုးပြောတယ်အဲ့မှာဆိုရင် context is the tool we use to grasp meaning အဲ့ဟာကြတော့ဒီ literature ဖြစ်သွားတယ်context ကိုဘယ်လိုမျိုး identify လုပ်တာလဲဆိုတဲ့ဟာမျိုးကိုပြောပါပြီ and in case it dictates meanings when the definition of the words is unintelligible အဲ့တော့သူကနောက်တစ်ခုကသူပါဟိုရှာချင်တာလဲဆိုတော့ I intend to show that a word does not have meaning without context တကယ်လို့ဒါစကားလုံးက context မရှိဘူးဆိုလို့ရှိရင်အဓိပ္ပာယ်မရှိဘူးဆိုတဲ့ဟာကိုသက်သေပြချင်တာအဲ့တော့အဲ့သက်သေပြချင်တယ်မှာဆိုလို့ရှိရင်I will undermine ငါဘာလုပ်မှာလဲသူ့ကိုသက်သေပြချင်တာဖြစ်တဲ့အတွက်အဲ့ဟာကိုဘယ်လိုမျိုးသက်သေပြမှာလဲဆိုတော့ by which language is understood in order to subvert of the idea of definition အဲ့တော့သူဘယ်လိုမျိုးပုံစံမျိုးနဲ့ဒီဟာကိုဖော်ပြမယ်ဘယ်လိုမျိုး process လုပ်မယ်ဆိုတာကို statement လုပ်တာအဲ့တော့ research အတွက်ကို statement တစ်ခုပါရှိနေရမယ်ဥပမာပြောမယ်ဆိုရင်ခုနကလမ်းပိတ်တယ်ရုံးစင်းချိန်မှာလမ်းပိတ်တယ်ရုံးစင်းချိန်မှာကားချက်တယ်အဲ့ဟာကိုပြောမယ်ဆိုရင်ရုံးစင်းချိန်ကအဲ့ဟာအကြောင်းစပြီးတော့ပြောမယ်ဆိုရင်ရုံးစင်းတဲ့အချိန်မှာဆိုရင်အကုန်လုံးကပို့ပြီးတော့ဒီ transportation ကိုပို့ပြီးတော့သုံးပါပြီအဲ့အကြောင်း
ဒါ definition ကိုစပြီးတော့ဖွင့်လို့ရပြီသူ့ရဲ့ပြဿနာအားကြောင့်မလို့လူတွေကလမ်းပိတ်တယ်ရုံးစင်းချိန်မှာဆိုပို့ပြီးတော့လမ်းပိတ်တယ်ရုံးစင်းချိန်မှာလမ်းပိတ်တဲ့ဟာကိုဖြည့်ရှင်းဖို့အတွက်ဒီလူတွေကဘယ်လိုမျိုးသူတို့ရဲ့ behavior ကိုသုံးပါလားဒါမှမဟုတ်ရှင်ကားတွေသွားတဲ့ behavior ကိုသုံးပါလားဒါမှမဟုတ်ရှင် bus car အစီလမ်းကြောင်းအကြောင်းကိုresearch လုပ်ပါလားအဲ့ဒီဟာပေါ်မူတည်ပြီးတော့ကိုကဘယ်လိုမျိုး research လုပ်ပါလဲဆိုတဲ့ဟာမျိုးကို identify လုပ်ပြီးတော့နောက်ဆုံးမှာတော့ငါဒီကနေပြီးတော့bus car ရုံးစင်းချိန်မှာလမ်းမပိတ်အောင်ရုံးစင်းချိန်မှာကားမကြအောင်လို့ဖြည့်ရှင်းနိုင်တဲ့နည်းတစ်ခုကအဖြစ်လာနိုင်တယ်ဆိုတဲ့ဟာမျိုးပါဒါ research statement တစ်ခုအဲ့လိုမျိုးထုတ်လာလို့ရတယ်အဲ့တော့အဲ့ဒီ statement မှာဆိုရင်ဘာတွေပါမလဲဆိုလို့ရှိရင်သူ့မှာ background ပါမယ်ပြဿနာကဘာလဲဆိုတာပါမယ်အဲ့ဒီဟာကို definition ဖွင့်တဲ့ literature တွေပါမယ်သူ့ဘယ်လိုမျိုးmethodology ဘယ်လို methodology သုံးပါလဲဘယ်လို outcome မျိုးထွက်လာမှာလဲအဲ့ဒီဟာတွေကပါနေရမယ်အဲ့တော့ဒီဟာဆိုလို့ရှိရင်ဒါမအောင်မြင်တဲ့ thesis proposal ပေါ့နော်အဲ့တော့ဘာကြောင့်မအောင်မြင်လဲဆိုတာကိုကြည့်ကြည့်ရအောင်ဒီမှာဆိုရင် functional object of the home မှာ aesthetically enhanced as the method of enticing and delighting the user အဲ့တော့သူပြောရတဲ့ပထမစာကြောင်းမှာဆိုရင်ဒီ functional object အိမ်တစ်လုံးရဲ့ functional object ကဘယ်လိုမျိုးဖြစ်တယ်ဆိုတဲ့ဟာမျိုးပြောရတယ်အဲ့မှာဆိုရင်သူကဘာကို examine လုပ်မှာလဲဆိုရင် aesthetic နဲ့ပြီးလို့ရှိရင် aesthetic နေအဲ့ဟာ whatever whether it enable overpower destroy or eclipse of its function အဲ့ဒီခုနကဒီအလှပတွေကဒီအိမ်တစ်လုံးရဲ့ function ကိုပျက်စီးသွားစေနိုင်ကြအောင်သူကပေါ်ပြမယ်အဲ့တော့ in addition I will examine in case in which examine the case in which functional object of the business have been introduced and popularized in the home office through aesthetic enhancement အဲ့မှာဆိုရင် तू ကဘာကို research လုပ်ချင်တာလဲဘာကိုပြောချင်တာလဲဘာတွေလုပ်ချင်တာလဲဆိုတာကိုသူ့မှာမသိခွဲဘူးပြီးရင်နောက်တစ်ခုကသူ့မှာ literature မပါအောင်အဲ့တော့ literature မပါဘူးဆိုတာခုနကအိမ်တစ်လုံးကအိမ်တစ်လုံးရဲ့ functional object ကပိုဒီအစာအုပ်မှာဆိုရင် enhance ဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုသူပြောသွားပြီးတော့အဲ့ဒီ aesthetic တွေကအစာaesthetic တွေက function ကိုပျက်စီးစေရဆိုပြီးတော့ပြန်ပြောတယ်အဲ့တော့ aesthetic တွေက function ကိုပျက်စီးစေရဆိုတဲ့ဟာမျိုးကဘာမှလည်းသက်သေမပြတာဘူးဘယ်လိုမျိုးအကြောင်းအရာပေါ်မူတည်ပြီးတော့သူကအဲ့ဒီစကားကိုပြောတာလဲဆိုတဲ့ဟာမျိုးကမပါဘူးအဲ့တော့ literature ကလုံးဝမပါဘူးတော့သူ့မှာ literature မပါဘဲနဲ့သူ့ရဲ့စိတ်ကူးထဲမှာပဲရှိနေတဲ့အကြောင်းအရာတစ်ခုကိုသူကဒီတိုင်းပဲထုတ်ပြောနေရပဲရှိနေတာအဲ့တော့အဲ့ဟာကြောင့်မလို့ပြီးတော့နောက်တစ်ခုကသူဘယ်လိုမျိုးမတ်တပ်မျိုးသုံးပါလဲဘယ်ဟာကိုအခြေခံပြီးတော့တရားကိုရှာဖွေမှာလဲပြီးရင်ဘယ်အကြောင်းအရာကိုအဓိကရှာဖွေမှာလဲဆိုတဲ့အောက်ကနေမရှိဘူးအဲ့ဒါကြောင့်မလို့ဒီ thesis proposal ကဒီ statement ကsuccessful မဖြစ်ဘူးလို့ပြောလို့ရတယ်အဲ့တော့အဲ့ဒီအထိကိုနားလည်လားမသိဘူးမေးချင်တာရောရှိလားအဲ့တော့မေးချင်တာမရှိဘူးဆိုရင်အမကိုရှေ့ဆက်သွားမယ်နော်အဲ့တော့ဒီအားဆိုလို့ရှိရင် sample ပေါ့နော် statement sample တွေအဲ့မှာဆိုလို့ရှိရင်လည်းကြည့်ကြည့်အောင် we live in a world of globalization and age of fast information exchange and mobility အဲ့တော့ဒီကမ္ဘာကြီးကglobalization ဖြစ်တဲ့အချိန်မှာနေလာတဲ့အတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင် exchange လုပ်တာနဲ့ mobility တွေကမြန်လာတယ် with the blurring of the boundary တွေမရှိတော့တဲ့အခါမှာကမ္ဘာကြီးရဲ့အစစ်မှန်ပါတယ်အဲ့ဟာသူ့ရဲ့ research question ဖြစ်သွားတယ်အဲ့တော့အဲ့မှာဆိုလို့ရှိရင် I intend to question the existence of the authenticity အဲ့တော့ဒီမှာဆိုလို့ရှိရင်authenticity ဆိုတာဘာလဲဆိုတာကိုသူကရှာဖွေမယ်အဲ့ exploration မှာဆိုလို့ရှိရင်notion of authenticity ကိုဘာနဲ့သူ justify လုပ်မှာလဲဆိုတော့ by juxtaposing the old to the new အဲ့ရနေလောက်မယ်ပြီးရင် primitive to modern and nature to artificial အဲ့မှာဆိုရင် तू ကဘယ်ဟာကိုဘာနဲ့လုပ်မှာလဲဆိုတော့သူ့ရဲ့ objective သူ့ရဲ့ research methodology ကပါသွားပြီအဲ့ဒါကြောင့်မလို့ဒီဒီမှာဆိုလို့ရှိရင် तू statement တစ်ခုပါတယ်ဘာကြောင့်မလို့ဒီဟာကိုလုပ်တာလဲဆိုတော့ background ပါတယ်ပြီးရင်အဲ့မှာresearch question ပါပြီးသားပြီးလို့ရှိရင် तू ရှာခြင်းတဲ့ပြဿနာကဘာလဲပြီးလို့ရှိရင် तू အဲ့ပြဿနာကိုဘယ်လိုမျိုးဖြေရှာမှာလဲအဲ့ဟာတွေကပါလာပြီဒုတိယအကြောင်းဖတ်ကြည့်အောင်ဒုတိယအကြောင်းမှာဆိုရင် in order to place ourselves within a context of other we are often compared to an average ငါတို့ကကို average နဲ့ပြန်ပြီးတော့ရှင်းတယ်average နဲ့ပြန်ပြီးတော့ရှင်းတဲ့အခါမှာ consider the fact that 80% of all American label themselves as above average
အဲ့မှာဒီ80ရာခိုင်နှုန်းတော့ American တွေကသူတို့ကိုသူတို့ above average လို့သတ်မှတ်ကြရဲဆိုတဲ့ဟာမျိုးအဲ့ above average လို့သတ်မှတ်တယ်ဆိုတဲ့ဟာမျိုးကိုဘယ်လိုမျိုး identify လုပ်တာလဲအဲ့ဒီဟာတွေကဘယ်ရရှိလာလဲအဲ့ 80% ဆိုတဲ့စကားလုံးကဘယ်ကနေထွက်လာလဲဆိုတော့စာအုပ်တွေဖတ်ပြီးတော့မှထွက်လာတော့သူကလာကိုရှောက်ပြီးတော့ပြောတဲ့ဟာမျိုးမဟုတ်ဘူးအဲ့တော့ဒီမှာဆိုရင် literature ပါပြီးသားအဲ့တော့အဲ့ literature ကိုသူကပြန်ပြီးတော့ပြောမယ် do we really know what average is အဲ့မှာဆိုရင် average ဆိုတာဘာလဲဆိုတာကိုနားလည်လား if we do တကယ်လို့ဒါငါတို့ကနားလည်ဆိုရင် we still want to be label above average ကိုရောabove average လို့ label တက်အောင်မှာလားအဲ့ဟာသူ့ရဲ့ research question နဲ့ research problem ဖြစ်သွားတယ်အဲ့မှာဆိုရင်ဒုတိယ I will examine who and what is average in America today ဒီနေ့မှာဆိုရင်အမေရိကရဲ့average ဆိုတာဘာလဲအဲ့ research question I will explore if below average is perhaps the more desirable label to attain အဲ့လိုမျိုးသူကဘယ်လိုမျိုးတရားကိုရှာဖွေမှာလဲဆိုတဲ့ဟာမျိုးကိုသူကရေးရတယ်အဲ့ဒါကြောင့်မလို့ဒါ research methodology research statement တခုပြည့်စုံတယ်လို့ပြောလို့ရတယ်သူကဘာလုပ်ချင်တာလဲဘယ် direction ကိုသွားတာလဲဘာကြောင့်မလို့ဒီပြဿနာကိုထွက်လာရလဲဆိုတဲ့ဟာမျိုးအဲ့ statement ကိုပြည့်စုံသွားတယ်လို့ပြောလို့ရတယ်အဲ့တော့ research statement မှာဆိုလို့ရှိရင်အချက်၃ချက်ပဲလိုက်နာဖို့လိုရတယ်အချက်၃ချက်လိုက်နာဖို့လိုတယ်အဲ့ဒါကကြတော့ concept ဒီကိုကဘယ်ဟာကိုရှာဖွေချင်တာလဲဆိုတော့ brief ပါမယ် brief ရှိရမယ်ပြီးလို့ရှိရင်နောက်တစ်ခုကသူ့ကိုပြန်ပြီးတော့ညင်းဆိုတဲ့ debate ရှိရမယ်disputable ရှိရမယ်ပြီးရင် coherent ဆိုတာအဲ့ကိုပြောတဲ့ဟာ logical ဖြစ်ရမယ်logical reason ဖြစ်ရမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ဒီမှာဆိုရင်ဒါ research ရဲ့ခုန statement ကိုကအဲ့ research ကိုstatement ပဲထွက်သေးရကိုကဘာကြောင့်မလို့ဒီကောင်းစဉ်ကိုလုပ်ချင်တာလဲအဲ့ကောင်းစဉ်ကိုဘယ်လိုလုပ်မှာလဲအဲ့ကောင်းစဉ်ရဲ့ပြဿနာကဘာလဲရှိရလဲအဲ့ဒီဟာကိုကနောက်ဆုံးဘာအဖြစ်ကိုထွက်မှာလဲအဲ့ဒီဟာတွေကိုကိုစဉ်းစားပြီးသွားဆိုရင်ကောင်းစဉ်တက်ဖို့လိုတယ်အဲ့တော့ research မှာဆိုရင်အဲ့ဒီ research အဲ့ဘာမှ statement တွေပါမဖတ်ရသေးဘူးမှာပထမဆုံးကိုယ့်ရဲ့supervisor ကဘာကိုဖတ်လဲဆိုလို့ရှိရင် research title ကိုဖတ်တယ်အဲ research title ကိုကြည့်လိုက်တာ ਨੇ အဲ research title ကဒါမှန်ကန်တဲ့ research လားဒီ research proposal ကမှားနေလားအဲ research proposal ကဘာလို့မှာလဲဆိုတာကိုဖတ်ကြည့်လို့ရတယ်အဲ့တော့မှန်ကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် research မှာဆိုလို့ရှိရင်ကိုက research area ဘယ်မှာလုပ်မှာလဲဘယ်နေရာမှာလုပ်မှာလဲပြီးရင်ဘယ်ပုံမှာအခြေခံပြီးလုပ်မှာလဲအဲ့ဒီဟာတွေကလည်းအမြဲတမ်းဒီ research ကောင်းစင်မှာပါတယ်ဒီမှာဆိုလို့ရှိရင် association between ground floor feature and public open space သူအဓိကလောက်သွားမဲ့ research area က ground floor feature နဲ့ public open space အဲ့ဒီနှစ်ခုရဲ့ဆက်ဆက်မှုကိုသူလုပ်မှာအဲ့မှာဘယ်ပေါ်မူတည်ပြီးတော့လုပ်မှာလဲဆိုတော့ face to face interaction ပြီးရင်နောက်တစ်ခုကကြောင့်ဘယ်ပေါ်ဗမာသူကလောက်မှာလဲဆိုတော့ရှင် Nanto Village ရှန်ဂျင်းအဲ့နေရာမှာပဲလောက်မှာအဲ့တော့သူလုပ်တဲ့ research ကဒီအဖြေကအားလုံးပေါ်မမူတည်ဘူးလို့ပြောလို့ရတယ်တကဘာလုံးနဲ့မသက်ဆိုင်သူလောက်တာဒီရှန်ဂျင်းဒီ Nanto Village ရဲ့location ကိုပဲသူကကိုစားပြုတာအဲ့တော့ဒီထဲမှာပဲသူကလုပ်ဖို့လိုရတယ်သူရဲ့ research ရဲ့ data collect ကောက်တာတွေသူရဲ့ data တွေဟိုဒီလောက်တာတွေအကုန်လုံးကဒီ village ဒီနေရာမှာပဲသက်ဆိုင်တယ်အဲ့တော့အဲ့ပုံအခြေခံပြီးတော့လုပ်ရမယ်အဲ့တော့ဒီမှာဆိုရင် open space အကြောင်းပြောမယ်ဆိုရင်ဒီရှန်ဂျင်းဆိုရင်တရုတ်ပေါ့အဲ့တော့တရုတ်ပြည်ရဲ့မှာ open space တွေဘယ်လိုမျိုးသုံးလဲအဲ့ဒီဟာနဲ့ပတ်သက်တဲ့ literature ပဲသွားမှာသူ့ရဲ့ open space ကကမ္ဘာလုံးအထိကိုရောက်เสียရမလို့open space ဆိုတဲ့ definition ကိုသူကဒီမှာဆိုရင်ရှန်ဂျင်းမှာလောက်တာတရုတ်ပြည်မှာလောက်တာဖြစ်တဲ့အတွက်ကြောင့်မလို့တရုတ်လူမျိုးတွေက open space ကိုဘယ်လိုမျိုးသုံးလဲဘယ်လိုမျိုးဟိုမှာဖြစ်လဲဆိုတော့ literature တွေပဲလာမယ် open space ကိုတကမ္ဘာလုံးအတိုင်းအတာနဲ့လိုက်ပြီးတော့ဒီပြောစရာမလိုပေါ့နော်အဓိပ္ပာယ်ဖွင့်စရာမလိုဒုတိယကောင်းစဉ်ကြည့်အောင်ဒုတိယကောင်းစဉ်မှာဆိုလို့ရှိရင်an informal transportation as a feeder of the rapid transit system အဲ့တော့ဒီမှာဆိုလို့ရှိရင်သူလုံးမဲ့ဟာပါလဲဆိုတော့research object က informal transportation အဲ့ဒီဟာကိုဘယ်လိုမျိုးအနေနဲ့သုံးပါလဲဆိုတော့ feeder အနေနဲ့သုံးမယ်အဲ့ဒီဟာဘယ်အတွက်သုံးပါလဲဆိုတော့rapid transit system rapid transit system အတွက်ကိုပဲတော့မှာ rapid transit system ဆိုတာဟာရှင်းတယ်ဘာကိုပြောရလဲဆိုတော့MRT တို့ဘာလို့ပြောတာ rapid transit system ဆိုတာ bus car တို့ဘာလို့မပါဘူး rapid transit system ထဲမှာအဲ့တော့သူက rapid transit system အတွက်ဂျားထဲမှာသုံးမဲ့ feeder ဆိုတာဂျားထဲမှာသုံးမဲ့ဒီဟောပေါ့
ဆက်သွယ်ရေးပစ္စည်းတစ်ခုအနေနဲ့သုံးမယ်ပေါ့အဲ့ဟာ informal transportation အဲ့မှာသူနောက်ထပ်ခေါင်းစဉ်တစ်ခုမှာ2 type တယ်ပါတစ်ခုကကြတော့ဘယ်ပေါ်မူတည်ပြီးတော့လုပ်မှာလဲဆိုတော့ spatial analysis လုပ်မှာspatial analysis မှာဘယ် item ကိုလုပ်မှာလဲဆိုတော့ e-bike taxi service e-bike taxi service ကခုနက informal transportation ကိုကိုစားပြုတာဖြစ်သွားတယ်အဲ့တော့ e-bike taxi service ကိုဘယ်နေရာမှာလုပ်မှာလဲဆိုတော့ Shenzhen China မှာလုပ်မှာအဲ့တော့သူ့မှာဆိုလို့ရှိရင်ခေါင်းစဉ်ကဘယ်ပစ္စည်းကိုလုပ်မှာလဲဘယ်နေရာမှာလုပ်မှာလဲဘာအတွက်လုပ်မှာလဲဆိုတဲ့ဟာဒီခေါင်းစဉ်တွေမှာအကုန်လုံးပါသွားပြီလားဟောတတိယခေါင်းစဉ်ကိုကြည့်ရအောင် on the same skywalk in a time of pandemic သူလုံးမဲ့အချိန်က time of pandemic အတွင်းမှာပဲလုပ်မှာအဲ့ဟာကhow and vulnerable group ဘယ်သူတွေကိုလုပ်မှာလဲဆိုတော့ vulnerable group ကိုပဲလုပ်မှာအဲ့တော့အဲ့ဟာဘယ်အချိန်မှာလဲဆိုတော့ cope with the new condition new condition ဖြစ်တဲ့အချိန်မှာဘယ်လုပ်မှာအဲ့ခုနကဒီ times of pandemic ကိုပဲသူကပြန်ပြီးတော့ရည်ညွှန်းတာအဲ့မှာဆိုလို့ရှိရင်သူလုံးမှာဗမာလုံးမှာလဲဆိုတော့ဟောင်ကောင်မှာလုံးမှာတကဘာလုံးမှာလုံးဆရာမလို့ဒီ theory ကတကဘာလုံးနဲ့တက်သိပြစရာလိုရင်လဲလုံးမယ်မလိုရင်လဲမလိုအဲ့တော့ဘယ်နေရာအတွင်းမှာလုံးမှာလဲဘယ်လောက်လုံးမှာလဲအဲ့တော့ဘာအတွက်လုံးမှာလဲပြီးရင်ဘယ်အကြောင်းအရာလုံးမှာလဲဘယ်အကြောင်းအရာပေါ်အခြေခံပြီးတော့လုံးမှာလဲအဲ့ဒီဟာတွေကအရေးကြီးတယ် research အတွက်ခေါင်းစဉ်ရွေးတဲ့အခါမှာအဲ့တော့ခေါင်းစဉ်တစ်ခုကိုဖတ်လိုက်တာနဲ့ तू ကပထမ statement ကိုဖတ်လိုက်ရတယ်ပဲဒီ statement ကိုဖတ်လိုက်ရတယ်ပဲ तू ကဘာအတွက်ကိုဘာလုပ်မှာလဲဆိုတာခေါင်းစဉ်တစ်ခုထဲမှာနေအဖြေကိုသူလုပ်ချင်တဲ့အရာဘာလဲဆိုတာကိုသိလို့ရတယ်အဲ့တော့research proposal တစ်ခုရေးမယ်ပေါ့နော်research proposal တစ်ခုရေးမယ်ဆိုလို့ရှိရင်research proposal မှာဆိုလို့ရှိရင်သူကဘာမလဲဆိုတော့ပထမအကြောင်းပြန်ပြအဲ့တော့သူ့ရဲ့ background ဘာကြောင့်မလို့ဒီကောင်းစဉ်ကိုလောက်တာလဲဘာကြောင့်မလို့လောက်တာလဲဘယ်အတွက်လောက်တာလဲပြီးရင်နောက်တစ်ခုက problem အဲ့ဒီကောင်းစဉ်လောက်စေရတဲ့အကြောင်းရင်းရဲ့ပြဿနာကဘာလဲအဓိကကိုဒီဟာရဲ့ဒီ research တစ်ခုလုံးမှာဖြစ်နေတဲ့ပြဿနာကဘာလဲအဲ့ဟာကိုပြောမယ်ပြီးလို့ရှိရင်နောက်တစ်ခုကအဲ့ research question တွေလာမယ်hypothesis တွေပါမယ်ပြီးရင်နောက်တစ်ခုကhypothesis ကကြတော့ဘာကြောင့်မလို့ဘာလို့လောက်တာလဲအဲ့ဒီထဲမှာဘယ်အကြောင်းအရာတွေပါမှာလဲဥပမာပြောရမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ဒီရုံးစင်းချိန်မှာကားချက်တယ်ပေါ့ရုံးစင်းချိန်မှာကားဘယ်လောက်ထိချက်တာလဲကားတစ်ခါချက်ရင်ဘယ်နှစ်နာရီကြာလဲအဲ့တော့မီး point နေမိနေလို့လားဒါမှမဟုတ်ရှင်အဲ့ဆိုလို့ရှင်ရှင်းတယ်ကားကြတဲ့အကြောင်းရင်းကမီး point နေကြောင်းလားဆိုတဲ့ဟာမျိုးမှာသူ့ရဲ့hypothesis ဆိုတာအဲ့မီး point နေကြောင်းလားဆိုတဲ့ဟာကိုပါသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကမီး point နေအကြောင်းမီး point နေကြောင်းဆိုတဲ့ဟာကိုတက်သေးပြမဲ့အကြောင်းအရာအနောက်မှာ research ရဲ့ methodology မှာပါသွားရတော့မယ်အဲ့ဟာကို hypothesis လို့ခေါ်တာအဲ့တော့ research question တခုကခုနကပြောသလိုမျိုးဘာကြောင့်မလို့လောက်တာလဲဒီ research ကိုဆိုတဲ့နေရာမှာခုနကရုံးစင်းရင်ကားပိတ်တယ်ရုံးစင်းရင်ကားကြက်တယ်အဲ့တော့အဲ့ဟာကိုပြောမှဆိုရင်ရုံးစင်းရင်ကားကြက်တယ်ဆိုတဲ့အတွက်ကြောင့်မလို့ဘယ်နေရာကနေပြီးတော့ဘယ်နေရာကိုသွားနေတဲ့လူတွေကဘယ်လောက်များနေလို့ကားကြက်ရတာလဲပြီးရင်နောက်ကားကြက်စီရဲ့ကြားထဲမှာမီး point ဘယ်နှခုမိရတယ်မီး point ရဲ့ကြာချိန်ကြောင့်မလို့ကားပိတ်တာလားဒါမှမဟုတ်ရှင် traffic များလာလို့ကားပိတ်တာလား traffic များလာဆိုရင်တနာရီတွင်း traffic ကဘယ်လောက်ထိများရလဲအဲ့ခုနတနာရီတွင်းများတဲ့ traffic တွေအကြောင်းကိုသူ့ရဲ့ဟာကိုကောက်ရတော့မယ်ပြီးလို့ရှိရင်အဲ့public transport နဲ့နေလို့လားအဲ့ဆို public transport ဘက်ကိုပြန်ပြီးတော့ကြည့်ရရမယ် research မှာဒါမှမဟုတ်ရင်public transport ဒီကနှေးနေလို့လားဒါမှမဟုတ်ရင် bus ကားရက်တဲ့မှတ်တိုင်တွေကများနေလို့လားဒါမှမဟုတ်ရင် bus ကားကနေရာတွေကိုနေရာတော်တော်များအောင်မရောက်လို့လားအဲ့လိုမျိုးဒါမှမဟုတ်အဲ့တနေရာတွေကိုသွားတဲ့လူတွေကအဲ့လမ်းကြောင်းမှာစုနေရလားအဲ့ဆိုရင်သူ့မှာဆိုရင်သူ့ရဲ့ပြဿနာတွေ research question တွေကိုစဉ်းစားလိုက်တာနဲ့လည်းမီးပွိုင်းကြောင့်လည်းဖြစ်နိုင်တယ်အဲ့ဟာ hypothesis ကမီးပွိုင်းကြောင့်လုံမှာလားဒါမှမဟုတ်ရှင်ခုနကပြောတဲ့public transport ပေါ်အခြေခံပြီးတော့လုံမှာလားဒါမှမဟုတ်ရှင်ခုနလူတွေသွားတဲ့လမ်းကြောင်းတောင်ကနေမြောက်ကိုသွားလားမြောက်ကနေပြီးတော့အရှေ့ကိုသွားလားအဲ့ဟာတွေကိုဒီ direction ပေါ်မူတည်ပြီးတော့လုံမှာလားအဲ့ဒီရဲ့ research question hypothesis အဲ့ဟာတွေကထွက်လာပြီလို့ရှိရင်ကိုထွက်လာတဲ့ hypothesis အဲ့ပေါ်အခြေခံပြီးတော့ literature ကိုစာဖတ်ရတော့မယ်အဲ့တော့ခုနကပြောရဲ public transport အကြောင်းလုပ်မယ်ဆိုရင် public transport နဲ့ပတ်သက်တဲ့ literature တွေဖတ်ရတော့မယ်စာအုပ်တွေဖတ်ရတော့မယ်အဲ့ဒါမဟုတ်ဘူးမီး point တွေအကြောင်းလုပ်မယ်ဆိုရင်မီး point တစ်ခုကဘယ်လောက်ကြာရမလဲဘယ်လိုမျိုးလုပ်ရမလဲဘယ်အချိန်မှာမီး point ထားရမလဲမီး point တွေရဲ့အကွာအဝေးကဘယ်လောက်ရှိသင့်လဲအဲ့ဒီဟာတွေကို research လုပ်မှာဆိုရင်အဲ့ဒီ traffic light တွေအကြောင်းဖြစ်သွားပြန်ပြီ
အဲ့ဟာမဟုတ်ဘူး direction တွေအကြောင်းအလုံးမှာအဲ့ဆိုလို့ရှိရင် direction နဲ့ပတ်သက်ပြီးတော့လူတွေကဘယ်ကနေပြီးတော့ဘယ်လောက် distance ကိုဘယ်လိုမျိုးပုံစံမျိုးနဲ့သွားကြတယ်အဲ့လိုမျိုးအကွာအဝေးဖြစ်လို့ရှိရင်ဘယ်နေရာမှာ traffic တွေကတော့ပို့ပြီးတော့ကျက်သွားနိုင်တယ်ဆိုတဲ့ဟာမျိုးကိုအဲ့ဟာကိုhypothesis လုပ်မှာလားအဲ့တော့အဲ့ဟာနဲ့ပတ်သက်ပြီးတော့ literature တွေဖတ်ရတော့မယ်အဲ့သူ့ရဲ့ကိုတိုက်တယ်ကိုခေါင်းစဉ်တီးလိုက်တဲ့ပုံမူတည်ပြီးတော့ပဲအဲ့ဟာတွေကအဲ့ direction တွေကသွားနေတာပေါ့နော်အဲ့မှာဆိုရင်ခုနဟာတွေထွက်လာပြီထွက်လာတဲ့အခါမှာအကြောင်းအရာတွေကိုဖတ်လိုက်တယ်ဥပမာဆိုရင်ပတ်ကားကားကြီးချက်တာမီးပွိုင်းကြောင့်မလို့ချက်တယ်ဆိုတဲ့ဟာမျိုးအဖြစ်မီးပွိုင်းကြောင့်မလို့ချက်နိုင်တယ်ဆိုတဲ့ဟာမျိုးက literature မှာပါတယ်ပေါ့အဲ့မှာဆိုရင်မီးပွိုင်းတစ်ခုကို2မိနစ်ထက်ကြာတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဘယ်လိုမျိုးဖြစ်နိုင်တယ်လို့ဟာမျိုးသူစာအုပ်ထဲမှာဖတ်ရတယ်ပဲထားပါတော့အဲ့ဒါဆိုရင်အဲ့ဟာကိုကိုကထပ်ပြီးတော့ရှာရတော့မယ်အဲ့ဆိုရင်ရန်ကုန်မြို့မှာဆိုလို့ရှိရင်အဲ့2မိနစ်သာအဲ့ညမှာမီးပွိုင်းမိသွားတယ်မီးပွိုင်းက2မိနစ်တိုင်းမှာဖြစ်နေဆိုလို့ရှိရင်ကားဘနက်စီကိုချက်ပြီးတော့ကားဘနက်စီသွားလို့ရတယ်ဆိုတဲ့ဟာကိုရှာမယ်အဲ့တော့ရှာမယ်ဆိုလို့ရှိရင်အဲ့ဟာကိုဘယ်လိုရှာမှာလဲဘယ်လိုရှာမှာလဲဆိုတော့လူနဲ့ကောက်လုံးမှာလားဒါမှမဟုတ်စက်တွေတက်ပြီးတော့လုံးမှာလားဟုတ်ပြီလူနဲ့ကောက်လုံးမယ်စက်တွေနဲ့တက်ပြီးတော့လုံးမယ်အဲ့တော့ခုန data အဖြေထွက်လာမယ်အဲ့လိုမျိုးလုံးမယ်ဆိုရင်အဲ့ထွက်လာတဲ့အဖြေကိုဘယ်ဟာသုံးပြီးတော့သူ့ analysis လုပ်မှာလဲအဲ့တော့အဲ့ဒီမှာExcel sheet တွေသုံးလို့ analysis လုပ်မှာလားဒါမှမဟုတ် GIS ဆိုတဲ့ software တွေသုံးလို့လုပ်မှာလားဒါမှမဟုတ် profit stimulation software တွေသုံးလို့လုပ်မှာလားသူ့မှာဒါကိုဘယ်လိုမျိုး data ကောက်မှာလဲကောက်လာတဲ့ data ကိုဘယ်လိုမျိုးပြန်ပြီးတော့ generate လုပ်မှာလဲဆိုတဲ့ဟာမျိုးတွေအဲ methodology တွေကိုထည့်ပြီးတော့စဉ်းစားရတော့မယ်။ methodology အကြောင်းလည်းသိရတော့မယ်။အဲ့တော့အဲ့ methodology ကိုဒီလိုမျိုးသုံးတော့တရားထွက်လာလိမ့်မယ်ဆိုတဲ့ဟာမျိုးထွက်လာမှာပေါ့။အဲ့ဟာပြီးဆိုလို့ရှိရင် expected outcome အဲ့ကိုကဘယ်အဖြေကိုထွက်စေခြင်းလို့ဒီဟာတွေကို research လုပ်တာလဲ။ expected outcome ဆိုရင်တကယ်လို့ဒါမီး point တွေကတင့်လျော်တဲ့အချိန်တစ်ခုပေးမယ်ဆိုလို့ရှိရင်တော့ကားလန့်နေရာမပိတ်တော့အဲ့ဟာ expected outcome ကိုကကားလန့်မပိတ်စေခြင်းနဲ့အရာ expected outcome အဲ့လိုမျိုးဖြစ်သွားလိမ့်မယ်အဲ့တော့ဒီ research methodology ကိုစဉ်းစားတဲ့အခါမှာဘာကြောင့်မလို့ဒီဟာကိုလောက်တာလဲဒီရဲ့ခေါင်းစဉ်ဖြစ်စေလာတဲ့အကြောင်းရင်း background အဲ့ဒီပြဿနာကဘာလဲအဲ့ပြဿနာပေါ်မူတည်တဲ့မေးခွန်းတွေကဘာလဲအဲ့ဒီမေးခွန်းတွေကိုအဖြေရှာဖို့အတွက်ဘာစာရေးဖတ်ရမလဲအဲ့ဒီဟာကိုreflect လုပ်တဲ့methodology ဘယ်လိုမျိုး data တွေကောက်မှာလဲဘယ်လိုမျိုးdata တွေကို generate လုပ်မှာလဲဆိုတဲ့ methodology ပါမယ်ပြီးရင်နောက်တစ်ခုကိုကဘာဖြစ်စေချင်လို့ဒီဟာကို research လုပ်ရတယ်အဲ့ဟာပါမယ်အဲ့တော့ research proposal အရှင်းနဲ့အဲ့6ခုပဲပါမယ်thesis ကလည်းအဲ့6ခုပဲသွားနေတာအဲ့တော့ research question တွေမှာလုပ်တဲ့အခါမှာအဲ့ခုနပြောတဲ့ research question ရောက်သွားတဲ့အခါမှာWH မေခွန်းနေပြီဘယ်သူကြောင့်ဖြစ်တာလဲဘယ်သူတွေကသွားတာလဲအဲ့လိုမျိုး who နဲ့ဆိုင်တဲ့မေခွန်းနေ why ဘာကြောင့်မလို့ဖြစ်တာလဲဘာကဖြစ်စီရလဲ when ဘယ်အချိန်မှာဖြစ်တာလဲဘယ်နေရာမှာဖြစ်တာလဲ how ဘယ်လိုဖြစ်တာလဲအဲ့ဒီမေခွန်းတွေကိုသုံးလို့ရတယ်အဲ့တော့အဲ့မေခွန်းတွေအကုန်လုံး research question မှာ who why what when where how WH မေခွန်းတွေပဲစလို့ရတယ်အဲ့မှာဆိုလို့ရှိရင်သူက research question တွေကဘာဖြစ်စီသွားလဲဆိုတော့အဲ့ခုနကပြောတဲ့ပြဿနာလမ်းကိုပိတ်စီရရုံးစင်းချိန်မှာကားချက်တယ်ဆိုတော့ပြဿနာကိုပြန်သွားအောင်ရုံးစင်းချိန်မှာကားချက်တယ်ဆိုတဲ့ပြဿနာကိုသွားတဲ့အခါမှာဆိုလို့ရှိရင်အဲ့ကားချက်စီရတဲ့အကြောင်းအရာတွေကဘာလဲwho ဘယ်သူတွေကဒီအချိန်မှာတောင်းတာရုံးစင်းချိန်မှာတောင်းတဲ့အတွက်ကြောင့်မလို့ who ဆိုတဲ့နေရာမှာရုံးတက်တဲ့လူတွေဖြစ်သွားတယ် why ဘာကြောင့်မလို့ကားချက်တာလဲဘာကြောင့်မလို့ကားချက်တာလဲဆိုတဲ့နေရာမှာ why ဆိုတဲ့နေရာမှာခုနကပြောရဲဒီ public transport ကြောင့်လည်းဖြစ်နိုင်တယ်ဘလို့ရှိရင်တို့သွားနေတဲ့ direction တွေကြောင့်လည်းဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ခုန traffic light တွေကြောင့်လည်းဖြစ်နိုင်တယ်အဲ့တော့ why အဲ့ဒီမှာသူ့ရဲ့မေးခွန်းတွေရဲ့အသေးစိတ်ဖြစ်သွားစေတဲ့အကြောင်းအရာတွေပါတယ် what ဘာကဖြစ်စေရလဲအဲ့ဒီနေရာမှာဘာဖြစ်နေရလဲ when ဘယ်အချိန်မှာဖြစ်တာလဲအဲ့ဒီတော့ကိုလုံးမဲ့ဟာကရုံးစင်းချိန်မှာဆိုတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်မလို့တနေ့ကုန်စာကိုလုပ်เสียရမလို့ရုံးစင်းချိန်ဖြစ်တဲ့အိမ်နာရီတွေမှာလုပ်ရုံပဲအဲ့တော့သူ့မှာဆိုလို့ရှိရင်research question လုပ်တဲ့အချိန်မှာတဖြည်းဖြည်းနဲ့narrow ဖြစ်သွားတယ်အဲ့တော့ခုနကပြောရုံးစင်းချိန်မှာဆိုတဲ့အတွက်ကြောင့်မလို့ရုံးစင်းချိန်အဲ့ဘန်နာရနေဘန်နာရီချာဆိုတဲ့အချိန်ရုံပဲလုပ်ရုံပဲအဲ့မှာမှစနေတန်ငွေတော့မပါတော့တနင်္လာနေ့တောက်ကြအတွင်းပဲဖြစ်သွားတယ်တနင်္လာနေ့တောက်ကြအတွင်းမှာပဲဖြစ်သွားပြီးတော့အဲ့ဒီမှာမှဘာလို့ထပ်ပြီးတော့ထက်ကျင်းလို့ရလဲဆိုတော့ဂျုံသွားတဲ့လူတွေအဲ့တော့အလုပ်လုပ်တဲ့လူတွေကိုပဲကိုကထပ်ပြီးတော့လုပ်လို့ရတယ်အဲ့တော့
ဘလိုနေရာမှာလောက်မှာလဲဆိုရင်ရှင်နေရာကိုတိတိကျကျပြောလို့ရတယ်ဥမာလှဲတန်းလောက်မှာလားအဲ့လိုမျိုးလဲကိုကထပ်ပြီးတော့ scope လုပ်လို့ရတယ်ဒါမှမဟုတ်ရန်ကုန်တစ်မျိုးလုံးလောက်မှာလားဒါမှမဟုတ်ရှင်အရှိဘက်ပဲလောက်မှာလားအနောက်ဘက်ပဲလောက်မှာလားအဲ့လိုမှမဟုတ်ဘူးနောက်ထပ်ဘယ်လိုမျိုးထပ်ပြီးတော့လုပ်လို့ရသေးလဲဆိုရင်ခုနပြော traffic light area ကိုပဲလောက်မှာလား traffic light တွေကိုပဲလောက်မှာလား public transport တွေကိုပဲလောက်မှာလားအဲ့လိုမျိုးတက် scope တွေကိုထပ်ပြီးတော့ခွဲလို့ရတယ်အဲ့တော့ဒီ research proposal ဒီ thesis တစ်ခုလုပ်တဲ့အခါမှာကိုကခေါင်းစဉ်တွေအကုန်လုံးခြုံအောင်လိုက်ပြီးတော့လုပ်เสียရမလို့ကိုယ့်ရဲ့ thesis ကြီးပြီးသွားတဲ့အခါမှာဒီကာလန်ကြက်တာကြီးကိုလုံးဝဖြည့်ရှင်းသွားနိုင်တယ်ဆိုတဲ့ဟာကြီးကဖြစ်ချင်မှာဖြစ်မှာအဲ့ဒီထဲမှာကိုက research လုပ်တယ်ဆိုရင်အဲ့ဒီကခေါင်းစဉ်သေးသေးလေးတစ်ခုအဲ့ဟာကိုပဲ research လုပ်လိုက်ရပြီအဲ့တော့ဒီဟာကိုဖြစ်စေရတဲ့အကြောင်းရင်းတွေကတစ်ခုကို research လုပ်တယ်အဲ့ဟာဆိုရင်လုံလောက်ပြီအဲ့တော့ဒီကို thesis ကြီးပြီးတာနဲ့ကိုယ့်ရဲ့ thesis ရဲ့အဖြေလုံးဝကိုရန်ကုန်မြို့မှာလုံးဝကားမကြက်တော့ဘူးဆိုတဲ့ဟာမျိုးအဲ့လိုမျိုးဖြစ်ချင်မှလည်းဖြစ်မယ်လုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူးအကုန်လုံးဖြစ်စေချင်လို့ရှိရင် area ရအရန်ကျေပြန့်ပြီးတော့ခုနကပြောဒီ public transport အတွက်လည်းmethodology တစ်မျိုးနဲ့သူကထပ်ပြီးတော့ research လုပ်ရတော့မယ် traffic light တွေအတွက်ဆိုလို့ရှိရင်လည်းထပ်ပြီးတော့ research လုပ်ရတော့မယ်လူတွေရဲ့ behavior ကိုလေ့လာမယ်ဆိုရင်လည်းbehavior ကိုလိုက်ပြီးတော့သူ့ကို research လိုက်လုပ်ရတော့မယ်အဲ့ research တွေကိုလိုက်လုပ်ရမယ်အကြောင်းအရာတွေအများကြီးဖြစ်သွားတယ်အဲ့တော့ကိုယ့်ရဲ့ခေါင်းစဉ်ကိုခုနလိုမျိုးပြဿနာတွေကိုခြရေးလိုက်တာ ਨੇ ကိုကဘယ်အကြောင်းအရာတွေကဘယ်ဟာကိုပဲ focus ထားပြီးတော့လုပ်မယ်ဆိုတဲ့သူ့ရဲ့အသေးစိတ်ဟာမျိုးကိုပို့ပြီးတော့ထွက်လာလို့ရတယ်ခုနကပြောမယ်ဆိုရင်ဒီခေါင်းစဉ်တွေလိုမျိုးပေါ့သူကဘယ်အကြောင်းအရာကိုလုပ်မှာဘယ်နေရာမှာလုပ်မှာဘယ်ဟာကိုအခြေခံပြီးတော့လုပ်မှာအဲ့ဟာကိုပဲကိုကလုပ်လိုက်ရင်ရပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်thesis တစ်ခုကိုပဲရစရမယ်ပေါ့နော် thesis တစ်ခုကိုစမယ်ဆိုလို့ရှိရင်ကိုကခေါင်းစဉ်ကိုခက်ခဲကြီးလိုက်ပြီးတော့စဉ်းစားစရာမလိုကိုယ့်အတွက် passion ဖြစ်ပြီးတော့ဒီဟာကိုတကယ်လုပ်နိုင်တဲ့ဟာမျိုးကိုခေါင်းစဉ်ကိုစိတ်ဝင်စားတဲ့အကြောင်းအရာမျိုးတစ်ခုကိုလုပ်ရင်ရပြီဥပမာပြောမယ်ဆိုလို့ရှိရင်အမောက်ဆိုလို့ရှိရင်မျိုးပြနဲ့သက်ဆိုင်တယ်မျိုးပြနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတဲ့အပိုင်းမှာဆိုလို့ရှိရင်ခုနကပြောရဲကားလမ်းကျက်တာတို့လူတွေလမ်းလျှောက်တာတို့ဒါမှမဟုတ်ရှင်တော့ဒီအိမ်ယာစီမံကိန်းတို့အဲ့ဒီလိုမျိုးမှာကိုကဘယ်အကြောင်းအရာကိုစိတ်ဝင်စားရတယ်ပေါ့အဲ့တော့ကိုစိတ်ဝင်စားတဲ့အကြောင်းအရာနဲ့စလိုက်လို့ရတယ်အဲ့ဟာဘယ်ဟာတော့ကိုကအဆင်မပြေဘူးလေဘယ်ဟာတော့ passionate ပို့ဖြစ်လဲဘယ်ဟာတော့တစ်ချိန်လုံးစဉ်းစားမိနေလဲဘယ်ဟာနဲ့ပတ်သက်ပြီးတော့ကိုကအမြဲတမ်းဖတ်ပြီးတော့လေ့လာဖြစ်နေလဲပြီးတော့အဲ့ခေါင်းစဉ်အကြောင်းအရာတစ်ခုတည်းကိုပဲ15ပတ်ထပ်ကြာပြီးတော့စိတ်ဝင်စားမှုရှိနေအဲ့ဒါဆိုရင်တော့အဲ့ခေါင်းစဉ်ကိုကိုကတရားနဲ့ပတ်သက်ပြီးတော့ကိုတကယ်သိချင်တာဒါနဲ့ပတ်သက်ပြီးတော့ကိုလေးလာခြင်းတွေကဒါနဲ့ပတ်သက်ပြီးတော့ကိုတကယ် research လုပ်ချင်နေရဆိုတဲ့ဟာမျိုးကိုကဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ point တစ်ခုရှိရမယ်ကိုမှာအဲ့တော့ခုနလိုမျိုးကားလိုင်းချက်တာကိုကိုကလုပ်မယ်ပေါ့နော်ကားလိုင်းချက်တာကိုလုပ်မယ်ဆိုရင်အဲ့သူနဲ့ပတ်သက်တဲ့ဟာarguing ရပါလေအဲ့တော့ကားလိုင်းချက်တာကိုဖြည့်ရှင်းဖို့အတွက်ကိုကလုပ်မှာဘာလို့ကားလိုင်းချက်တာကိုဖြည့်ရှင်းနေတာလဲကားလမ်းချက်လို့ရှိရင်ဘာတွေကဆက်ပြီးတော့ဖြစ်မှာလဲအဲ့သူ့မှာargument တွေရှိရမယ်အဲ့တော့ကားလမ်းချက်တာကိုဒီတစ်ခုတည်းနဲ့ဖြေရှင်းနိုင်မှာလားအဲ့လိုမျိုးကို့မှာ argument တွေရှိနေရမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အဲ့တစ်ခါလေးကြာရင်ကိုကဒါကိုသိကျင်စိတ်တစ်ခုတည်းနဲ့base လုပ်လို့မရဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့ proposal သိကျင်စိတ်တစ်ခုတည်းနဲ့ base လုပ်လို့မရဘူးကိုတကယ်ဒီဟာနဲ့ပတ်သက်ပြီးတော့argue ပြန်လုပ်နိုင်တဲ့ဟာမျိုးအဲ့ဟာမျိုးမှဒီကောင်းတဲ့တစ်ခုအနေနဲ့စဉ်းစားလို့ရတယ်ဒီမှာဆိုရင်current have become a pseudo version of nature အဲ့တော့တဘာဝရဲ့အဲ့ဟိုဟာတဘာဝပုံဖော်ထားတဲ့အဲ့ဟာပေါ့နော်ဥယျာဉ်နေဆိုတာတဘာဝလျှောက်ဖြစ်တာမဟုတ်ဘူးတဲ့တဘာဝကိုလူလောက် handmade လောက်လူလောက်ထားတဲ့အရာတခုပေါ့အဲ့လိုမျိုးဟာမျိုးဟာအဲ့လိုမျိုးကောင်းတဲ့မျိုးဆိုရင်ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့ဘာကိုဆက်ပြီးတော့လေ့လာမှာဒီဟာနဲ့ပတ်သက်ပြီးတော့ဘာမှ argument မရှိဘူးဒီဟာကိုသိသွားပြီးတော့ဘာဆက်ဖြစ်မှာလဲဘာမှဆက်မဖြစ်ဘူးအဲ့လိုမျိုးဟာမျိုးဆိုလို့ရှိရင်ဒါ thesis မဟုတ်ဘူးပြီးလို့ရှိရင်နောက်တစ်ခုကတစ်ခါလေကြာရင် thesis ကောင်းနေနေ thesis နဲ့ပတ်သက်တဲ့အကြောင်းအရာကြီးအရှိကြီးဖြစ်စရာမလိုတစ်ခါလေကြာရင်တေးသေးနဲ့လိုရင်းတိုရှင်ကိုပြောနိုင်ရပြီလိုရင်းတိုရှင်ဆိုတာခုနလိုမျိုးရုံစင်းချိန်မှာကားကြက်တာကိုဘယ်လိုဖြေရှင်းမလဲအဲ့လိုမျိုးကောင်းမျိုးသွားလို့မရရုံစင်းချိန်မှာရုံစင်းချိန်မှာဆိုရင် public transportation သုံးပြီးတော့ဘယ်လိုမျိုးကားပိုင်းလမ်းကြက်တာကိုဖြေရှင်းမလဲအဲ့လိုမျိုးဟာမျိုးဖြစ်နိုင်တယ်ဘာလို့လဲဆို तू ပြောချင်တဲ့ဟာဒီအကြောင်းအရာကိုဒီဟာနဲ့ပဲ scope လုပ်ဝိုင်းရပြီ
တော့ဘလို့ရှိရင်နောက်တစ်ခုကကြတော့အတွေးတွေကိုပြန်ပြီးတော့ claim လုပ်ရမယ်ဒီဟာကတကယ်ရောဟုတ်ရဲ့လားlogical ရောကြားရဲ့လားငါဒီဟာကြောင့်ဒီဟာဖြစ်တယ်ဆိုတာတကယ်ရောယုံကြည်ရဲ့လားတခြားလူတွေကရောယုံကြည်ရဲ့လားခုနပြောလို့ public transport ကြောင့်တကယ်ကားလမ်းပိတ်တာလား public transport တာတကယ်ဖြည့်ရှင်းနိုင်မယ်ဆိုရင်ကားလမ်းပိတ်တာကြော့ကျသွားနိုင်လားအဲ့တော့ငါကတော့ဒီလိုမျိုးယုံကြည်တာဆိုတခြားလူတွေကရောpublic transport တာတကယ်လို့သုံးနိုင်ရင်ကားလမ်းပိတ်တာကိုရောကြမယ်လို့သူများရအောင်ထင်လားအဲ့လိုမျိုးဟာမျိုးကိုကောင်းထဲမှာဖြစ်နိုင်ခြေတွေကိုအမြဲတမ်းအဲ့လိုမျိုးကောင်းထဲမှာပြန်လှန်ဖြစ်နေရပေါ့နော်အဲ့လိုမျိုးဟာမျိုးတွေလုပ်လို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့သူ့ကို support ပေးရ documentation မရှိဘဲနဲ့အဲ့ဟာကိုဘာမှကိုယ့်အသာကိုရှောက်ပြီးတော့စတက်မထွင်နဲ့လို့ပြောတာအဲ့တော့ခုနလိုမျိုး public transport ကိုသုံးလိုက်တဲ့အခါမှာဒီ public transport ကိုတုံးလိုက်တဲ့အခါမှာလူတွေကပို့ပြီးတော့လမ်းပိတ်တာရော့ကျသွားတယ်ကိုထောက်ခံတဲ့documentation တွေစာရွက်စာတမ်းတွေဒါမှမဟုတ်စာအုပ်တွေအဲ့ဟာမျိုးတွေကိုအခြေခံထားတဲ့ဟာမျိုးကိုသုံးရမယ်တကယ်လို့အခြေခံတာမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ခံစားချက်တစ်ခုတည်းနဲ့ဟာမျိုးဆိုလို့ရှိရင်တော့ဒီ thesis ကမအောင်မြင်နိုင်ဘူးအဲ့တော့ဒီဟာတွေကအခြေခံထားရဲ့ကိုယ့်ရဲ့ခေါင်းစဉ်ကိုအခြေခံထားတဲ့တကယ်စာရွက်စာတမ်းတွေရောရှိရလားအဲ့လိုမျိုးဟာမျိုးကို literature လို့ခေါ်တာကိုယ့်ရဲ့ theory ကိုအနောက်ကနေပြီးတော့ support ပေးနိုင်တဲ့စာရွက်တွေအဲ့ဟာမျိုးလို့လာပေါ့နော်ပြီးလို့ရှိရင်ကိုသုံးတဲ့ terms ကိုသိနေရမယ်အဲ့မှာသုံးတဲ့ terms ကအဲ့မှာဆိုရင် aesthetic ကိုသုံးပါလား utopia သုံးပါလားအဲ့ဒီနှစ်ခုကအဓိပ္ပာယ်မတူဘူးအဲ့တော့အဲ့မှာဆိုလို့ရှိရင်ပုံမှန်သုံးနေကြ terms ကိုပဲအဓိကသုံးမယ်short ခွင်ပြီးတော့တိတ်ပြီးတော့မသုံးဘူးပေါ့နော်thesis မှာဆိုရင်ရှင်းပြီးတော့လူတိုင်းနားလည်ပြီးတော့အလွယ်တကူနားလည်လွယ်တဲ့ဟာမျိုးပဲပို့ပြီးတော့သုံးမယ်အဲ့မှာဆိုလို့ရှိရင်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်ကိုကဒီဟာမှာကိုကတော့ proof လုပ်တဲ့ဟာမျိုးမသုံးနဲ့ဘာဖြစ်လို့လဲဒီဟာကိုဒီအောင်ငါကြိုက်တယ်အနေအောင်ငါကြိုက်တယ်ဘာဖြစ်လို့လဲငါဒီဇိုင်နာမဟုတ်လို့အဲ့လိုမျိုးဟာမျိုးကိုသုံးလို့မရအဲ့တော့ဒီဇိုင်နာမဟုတ်လို့ကြိုက်တယ်လို့အဲ့လိုမျိုးရုပ်တိမဆန်တဲ့ဟာမျိုးကိုယ့်ရဲ့ခံစားချက်ပေါ်မူတည်တဲ့ဟာမျိုးကိုကပဲဒါကိုသက်သေပြနိုင်တဲ့ဟာမျိုးကိုဒီထဲမှာမသုံးဘူးပေါ့နော်ပြီးရင်နောက်တစ်ခါကျတော့ research မှာဆိုလို့ရှိရင်research proposal ကိုသုံးတဲ့အခါမှာဒီ research ကတဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ process ကို evolve လုပ်နိုင်အောင်လို့လောက်တာ research proposal ရေးဆိုတာခုနလိုမျိုးကောင်းတဲ့တစ်ခုကိုတိုက်တက်လိုက်တယ်ကားလမ်းပါကြောင်းချက်တာလဲကားပါကြောင်းချက်တာလဲဆိုတဲ့ခေါင်းစဉ်ကိုတည်လိုက်ပြီးတော့ခေါင်းစဉ်ကနေပြီးတော့ဖြစ်လာနိုင်တဲ့သူ့ရဲ့အချက်အလက်တွေအဲ့ဒီဟာတွေကိုတဖြည်းဖြည်းနဲ့ဒါဖြစ်လာနိုင်တဲ့ process တွေကဘာဖြစ်မလဲခုနလိုမျိုးလမ်းချက်တာဆိုလို့ရှိရင်ဘယ်သူတွေကတုံးတာလဲဘာကြောင့်မလို့ချက်တာလဲဘယ်လိုမျိုးဟိုမှာဖြစ်တာလဲဆိုတော့အဲ့ဟာတွေကိုကိုက process လုပ်နေတာခုနလိုမျိုးဒါငါတွေးရမယ်လားဆိုပြီးတော့အဲ့ဟာနဲ့ပတ်သက်တဲ့စာအုပ်စာနေပြန်ဖတ်တာရှိမယ်ပြီးလို့ရှိရင်ငါဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိနားနေလဲဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးလုပ်လို့အဆင်ပြေမလဲအဲ့ဒီဟာတွေအကုန်လုံးကိုကလိုက်ပြီးတော့ဆက်ပြီးတော့တွေးနေရစာအုပ်တွေဖတ်တဲ့အခါမှာဒါကြောင့်မလို့ဒီလိုမျိုးဖြစ်တာပဲဆိုရယ် literature တွေလည်းပါမယ်ပြီးရင်နောက်တစ်ခုက methodology မှာခုနကဒီလူဦးရေကို count လုပ်ပြီးတော့လုပ်မှာလားဒါမှမဟုတ်ရှင်စံစာရေးတက်ထားပြီးတော့ဒီဟာတွေကိုလုပ်မှာလားအဲ့စံစာရေးတက်ထားပြီးရင်အဲ့ဟာကိုဘယ်လိုမျိုးဒီ data တွေကိုဘယ်လိုမျိုး interpret ပြန်လုပ်မလဲအဲ့လိုမျိုးဟာမျိုးတွေကိုယ့်ရဲ့ research proposal ကကိုယ့်ရဲ့ process ကဘယ်လိုမျိုးသွားနေလဲဆိုတဲ့ဟာမျိုးကိုပြောပြလို့ရတယ်တခါလေကြားလို့ရှိရင်အဲ့လိုမျိုးစဉ်းစားနေမဟုတ်တော့ငါရဲ့ thesis ကတော့တစ်ခုလုံးပြန်ချိန်မယ်ဆိုတဲ့ဟာမျိုးလည်းဖြစ်လာနိုင်တယ်အဲ့လိုမျိုးပြန်ပြီးတော့ချိန်တဲ့အခါမှာလည်းခုနလိုမျိုးကိုရေးတဲ့ thesis ကprocess အရာတစ်ခုပြီးတစ်ခုစဉ်းစားပါခုနလိုမျိုးပြဿနာကဘာဖြစ်မလဲအဲ့ရဲ့ research question တွေကဘာဖြစ်မလဲဒါရဲ့literature တွေကဘာဖြစ်မလဲ methodology ကဘယ်လိုဖြစ်မလဲသူ့ရဲ့ outcome ကဘယ်လိုဖြစ်မလဲအဲ့ဒီဟာတွေကိုချက်ချင်းတပြိုင်တည်းမှာအကုန်လုံးစဉ်းစားလို့မရအောင်စာအုပ်တွေပြန်ဖတ်မယ်ပြန်လုပ်မယ်ပြီးရင်အကြောင်းအရာတွေပြန်လေ့လာမယ်ပြီးရင်ပြန်ရေးမယ်ဒါဟုတ်လားအဲ့လိုမျိုးတစ်ချိန်လုံးတွားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ research proposal ရေးရဆိုတာဟာကိုယ့်ရဲ့ thesis ကိုဘယ်လိုသွားမယ်ဆိုတဲ့ process ကိုထိုင်ရင်းနေတာကိုယ့်ရဲ့ process ကိုယ့် thesis တစ်ခုလုံးရဲ့ process ပဲအဲ့တော့အဲ့ဒီဟာတွေ plan ကြသွားပြီဆိုရင် research လုပ်ရင်တိုင်းဆိုပြီးတော့အကုန်လုံးလုပ်သွားအောင်ပဲအဲ့တော့ research proposal က research စတင်ဖို့အတွက်အရင်အရေးကြီးတဲ့အရာလို့ပြောလို့ရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမြန်မာပြည်မှာဝယ်လို့ရတဲ့စာအုပ်နှုတ်ရှိရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်survey research ဆိုတဲ့စာအုပ် quantitative method part 1နဲ့ part 2ရှိမယ်သူက3အုပ်ထွက်တယ်စုစုပေါင်း
part 1 part 2ရဲ့နောက်တစ်ခုကကြာ research proposal guide ဆိုပြီးတော့အဲ့ဒီဟာမြန်မာလိုရေးထားတဲ့ဟာအဲ့ဒီဟာကိုဖတ်လို့ရတယ်ပေါ့နော်ဒါ reference အနေနဲ့ပြောပြရပါပြီးလို့ရှိရင်နောက်တစ်ခုကကြာတော့ဒီမှာဆိုလို့ရှိရင်ခုနကကိုရဲ့ research နဲ့ပတ်သက်တဲ့ဟာတွေအဲ့ဟာတွေကိုproof reading သူများတွေကိုဖတ်ခိုင်းတာမျိုးတွေဒါဆိုရင်ပတ်စံပေးပြီးတော့သုံးလို့ရတဲ့ service တွေရှိရယ်ကိုရဲ့ research proposal ကအဆင်ပြေပြီလားကောင်းပြီလားကိုရဲ့ဟာတွေကဘယ်လိုမျိုးဖြစ်မလဲပြီးရင် plagiarism ဆိုတာသူများစီကကူးတာတွေများပြီးတော့ဟိုပါပေါ့ကူးတာတွေများပြီးတော့အဲ့ဟိုဟာဒီကူးရဆိုရင်နိုင်ငံခြားအကြောင်းတွေမှာဆိုရင်ဒါပြစ်မှုတစ်ခုလို့ပဲသတ်မှတ်တယ်ပေါ့နော်အဲ့တော့ပြစ်မှုတစ်ခုလို့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာတွေကိုကူးတယ်ဆိုတဲ့ဟာမျိုးမဖြစ်အောင်လို့plagiarism ဘယ်လောက်ထိကူးတာလဲဘယ်လောက်ထိreference လောက်တာနဲ့ကူးတာနဲ့မတူဘူးเนาะဘယ်လောက်ထိကူးရလဲဆိုတဲ့ဟာမျိုးကိုချက်ပေးရသူကပြီးလို့ရှိရင်တော့တခြား knowledge base တွေနဲ့ပတ်သက်ပြီးတော့လုပ်ပေးရဟာရှိရယ်အဲ့ဒီဟာဒီ website ကိုသုံးလို့ရတယ်ပြီးရင်နောက်တစ်ခုက citation generator citation ဆိုတာခုနဒီအကြောင်းအရာကိုဒီစာအုပ်ထဲမှာဖတ်ထားတာကိုတွေ့တယ်အဲ့ဒီဟာကိုဒီစာအုပ်တွေကဟာဆိုတဲ့ဟာမျိုးကိုပြန်ပြီးတော့ရည်ညွှန်းတဲ့ citation ပြန်ရေးပေးတဲ့ဟာမျိုးကိုပြောတာအဲ့တော့ citation တွေဘာလို့နဲ့ပတ်သက်တဲ့ဟာဟိုနောက်class တွေမှာအမှပြောပြပေးမယ်ဒီ class မှာတော့ဒီ research ဆိုတာဗာလဲ research proposal တခုကိုဘယ်လိုမျိုး frame လုပ်လဲဆိုတာဟာကိုပြောပြရမှာရှိတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်အမတို့ကဘာတွေပါမလဲဆိုလို့ရှိရင်ဒီ research ဆိုတာဗာလဲပြီးလို့ရှိရင်ဒုတိယရက်မှာ literature review စာအုပ်တွေကိုဘယ်လိုဖတ်ရမလဲပြီးရင်နောက်တစ်ခုကဒီ research proposal မှာအဲ့ကိုဖတ်ထားတဲ့စာအုပ်တွေကိုဘယ်လိုမျိုးပြန်ရေးမလဲအဲ့လိုမျိုးဟာမျိုးကို literature review လို့ပြောတယ်ပြီးလို့ရှိရင်နောက်တစ်ခုကday 3က research methodology ပေါ့နော်အဲ့ research methodology ကပုံမှန်ဆိုလို့ရှိရင်တော့အမ2ရက်သွားတယ်အဲ့တော့day 3နဲ့ day 4ဖြစ်သွားတာပေါ့နော်တရက်တည်းနဲ့မပြီးပြီးတော့မှနောက်ထပ် day 5မှာresearch writing နဲ့အဲ့မှာကိုမေးချင်တာမေးထပ်ပြီးတော့လုပ်လို့ရတယ်အဲ့တော့ဒီ course က9ရက်သွားမယ်ပေါ့နော်အဲ့တော့course ကဒီလောက်ပါပဲအခုပြောရတဲ့နေရာမှာဒီပထမ day 1အတွက်ပြောရတဲ့နေရာမှာသိချင်တာလေးရှိလားမသိဘူးရှိရဆိုလို့ရှိရင်မေးလို့ရတယ်ဟုတ်အမဟုတ်စလိုက်လေးကိုဓာတ်ပုံရိုက်လို့ရလာရင်စာအုပ်တွေပြထားတဲ့စလိုက်လေးဒီမြန်မာဘာသာနဲ့ရေးတာအဲ့ဒါလေးမမီလိုက်လို့ပါခွဲလဲတောင်းချင်တော့ဟုတ် screenshot ရိုက်ထားလို့ရပါတယ်ဟုတ်ကဲ့ဟုတ်ကျေးဇူးပါရိုက်ပြီးတော့ပါပြီဟုတ်တန်းတဲ့သူတွေရောမေးချင်တာရှိလားမသိဘူးမေးချင်တာမရှိတော့ဘူးဆိုလို့ရှိရင်တော့အမဒီနေ့ class ကိုဒီမှာပဲရက်လိုက်တော့မယ်နောက်ပတ်မှာဆိုလို့ရှိရင်တော့ literature review အကြောင်းပြောပြပေးမယ်literature review မှာခုနပြောသလိုမျိုးဒီကိုယ့်ရဲ့ theory ကိုကိုယ်ပြောချင်တဲ့ပြဿနာကိုရှာချင်တဲ့ဟာမျိုးကိုဘယ်လိုမျိုးလုပ်လဲဆိုတဲ့ဟာမျိုးပေါ့ဟုတ်ပိုင်စိမေးပါဟောဒီမှာကျွန်တော်တခုသိချင်တာလေးอ่ะဟို thesis နဲ့ research နဲ့တော့ဘယ်လိုမျိုးကွာလဲမသိဘူးမှာthesis နဲ့ research နဲ့ thesis ဆိုတာကြတော့ research လုပ်တာပေါ့နော်ဒါပေမဲ့ thesis မှာသူကနှစ်ခုရှိတယ်နှစ်ခုမှာကဘယ်လိုမျိုးလဲဆိုတော့အမားတို့ design သမားတွေဆိုလို့ရှိရင်design လုပ်ဖို့အတွက်ကိုthesis လုပ်တာပေါ့အဲ့ဒီ design မှာကိုယ့်ရဲ့ theory တစ်ခုကိုကြိုက်တဲ့ theory တစ်ခုကိုဖန်တီးလိုက်တယ်ဖန်တီးပြီးတော့အဲ့ဒီဟာကိုsupport ပေးတဲ့ဟာမျိုးကိုလုပ်ပြီးတော့ဒီ design ထုတ်တာမျိုးပေါ့အဲ့ဒီဟာမျိုးကိုလည်းအမားတို့က thesis လို့ခေါ်တယ်ဒီ design မှာဆိုလို့ရှိရင်research လုပ်တယ်ဆိုတာကသူကလုံးဝကိုပြဿနာတစ်ခုကိုလုံးဝကိုဖြေရှင်းတဲ့ဟာမျိုးအဲ့ဒီဟာ research လို့ခေါ်တာအဲ့တော့ thesis ကိုယ်တိုင်လည်း research ဖြစ်နိုင်တယ်အဲ့တော့ခုနကပြောရဲ့ဒီ thesis ဆိုတဲ့ဟာမှာဘွဲယူစာတန်းအတွက်ပဲခုနကပြောရဲ့ဒီ product တစ်ခုထုတ်လိုက်တယ်ဆိုတဲ့ဟာမျိုးကိုလည်းဖြစ်နိုင်တယ် thesis မှာဒါပေမဲ့ research မှာလုံးဝရှင်းတယ်သူကဒီပြဿနာတစ်ခုကိုအခြေခံပြီးတော့ဒီပြဿနာအတွက်ကိုအဖြေရှာအဲ့ဒါ research ဟုတ်အေးရမင်းဦးမေးပါဟုတ်မှာဟိုကလေ master တွေမှာ paper တွေရေးရတယ်ဆိုတာမျိုးอ่ะအဲ့ဒါကြတော့ဒီလိုမျိုး research proposal အဲ့လိုပုံစံမျိုးပဲသွားရလားမသိmaster တွေမှာဆိုလို့ရှိရင်အမတို့က thesis တစ်ခုလုံးရေးရတယ်ပေါ့နော်အဲ့ thesis မှာဆိုရင်ခုနကပြောတဲ့အဲ့အမတို့ကကားချက်တဲ့အကြောင်းကိုပြန်ပြီးတော့ပြောတာကားချက်တဲ့အကြောင်းမှာခုနက public transportation ကြောင့်ကားချက်တယ်ဆိုတဲ့ဟာလည်းဖြစ်နိုင်တယ်ပြီးရင်နောက်တစ်ခုသူ့ရဲ့ဒီထဲမှာလူတွေရဲ့ behavior အကြောင်းသူလေ့လာတာလည်းပါမယ်အဲ့ thesis ထဲမှာပြီးတော့နောက်တစ်ခုကခုနပြော traffic တွေအကြောင်းလေ့လာတာလည်းပါမယ်အဲ့တော့သူ thesis ထဲမှာ component 3ခုပါတယ်ပေါ့နော်သူလုပ်တဲ့အခါမှာအဲ့တော့ paper ကကြောင့်အဲ့
component 3ခုလုံးကိုလောကကြီးထုတ်ပြကြမလို့component တစ်ခုတည်းကအကြောင်းအရာကိုဆွဲထုတ်ပြီးတော့အဲ့ဟာကို paper တစ်စောင်ရေးလိုက်တာဒါပဲအဲ့တော့ तू က research ရဲ့တစ်စိတ်တစ်ပိုင်းတစ်ခုလို့သုံးလို့ရတယ် อ๋อဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ဟုတ် ကျန်တဲ့သူတွေရောမေးချင်တာရှိသလားမသိဘူးဟုတ်မေးပါဟုတ် top star မေးပါရှင် hello မ ဟုတ် ဟိုကလေ research မှာလေတခုသိရှင်တာဥမာ design လုပ်တယ်ဆိုရင် research plan မှာပဲ design လုပ်လို့ရတာမှာ research plan မှာလည်း design လုပ်လို့ရတယ်အဲ့မှာဆိုလို့ရှိရင်ကိုကဒီ research proposal မှာဆိုလို့ရှိရင်ဘယ်ပေါ်အခြေခံပြီးတော့ဘယ်ဟာကိုလုပ်မှာလဲဆိုတဲ့ဟာမျိုးရေးလို့ရတယ်ပေါ့နော်အမားတို့ဒီ design သမားတွေဆိုလို့ရှိရင်အမားတန်ငယ်ချင်းတရားရဲ့thesis တစ်ခုဆိုရင်သူကဘာလဲဆိုတော့facet တွေကအနုပညာဆိုတဲ့အကြောင်းသူကလောက်တာပေါ့နော် facet ဆိုတဲ့နေရာမှာအနုပညာအကြောင်းမှာသူကဒီတီးလုံးနေတီးလိုက်တာနဲ့သူ့ရဲ့ facet ရဲ့ဟာအလိုလိုအဲ့တန်စင်ပေါ်အခြေခံပြီးတော့ပြောင်းသွားတဲ့ automation system တခုကိုသူကလောက်ထားအဲ့ design လောက်ထားပေါ့အဲ့ဟာကိုသူကလောက်တဲ့အခါမှာဆိုရင်ဘယ် elements ကိုသူအခြေခံတာလဲဆိုတဲ့ဟာမျိုးဥပမာ facet တွေကaesthetic ကိုပြောင်းသွားစေတယ်ဒီတန်စင်ပေါ်မူတည်ပြီးတော့အဲ့တန်စင်ပေါ်မူတည်ပြီးတော့ဆိုတဲ့ဟာတန်စင် melody ကသူ့ရဲ့research ရဲ့ object တစ်ခုဖြစ်သွားအဲ့ melody က facet ကိုပြောင်းတယ်facet ဆိုတဲ့ object ကိုပြောင်းတယ်အဲ့လိုမျိုးဟာမျိုးကိုသူက research proposal ရေးလို့ရတယ် ဟိုအဲ့ဆိုပြီးတော့မှ research ရေးပြီးတော့အဲ့ဒါကိုပြောသူ design ပြန်ပြီးလုပ်တာပေါ့ အဲ့ဒါကို design ပြန်လုပ်တာဟုတ်တယ် အော်ဟုတ်မှာကျေးဇူးပါမှာ နောက်ထပ်ကောမေးချင်တဲ့သူရှိသေးလားနောက်ထပ်မေးမဲ့လူမရှိဘူးဆိုလို့ရှိရင်တော့ဒီနေ့research ဒီနေ့ရဲ့ research ဆိုတာဗာလဲresearch proposal တွေကိုဘယ်လိုမျိုးကောင်းသင့်ဒီလဲဆိုတဲ့ဟာမျိုးကိုဒီနေ့ဒီမှာပဲရက်လိုက်ပါတော့မယ်နောက်အပတ်ကြလို့ရှိရင် literature review မှာပြန်ပြီးတော့တွေ့ပါမယ်good night ပါ good night ပါ